Hi မနက်ဖြန် match 15ရက်နေ့မှာတော့ပေါ်မာကနေပြီးတော့လာဘူဘူ series အသစ်ဖြစ်တဲ့ The Monsters and Sanrio Character Series ကို release လုပ်တော့မှာဖြစ်ပါတယ်ဒီ series မှာပါတဲ့ရုပ်တွေကိုအပြင်မှာဝယ်လို့မရခင်မှာပဲ game video လေးရိုက်လာခဲ့ပါတယ်ဒီ series ရဲ့အဓိကထူးခြားချက်ကတော့ပေါ်မာရဲ့10နှစ်ပြည့်မှာထွက်လာတဲ့လာဘူဘူဖြစ်တယ်လို့ဂျပန်ရဲ့နာမည်ကြီး animation studio Sanrio နဲ့ collab လုပ်ပြီးထုတ်သွားဖြစ်ပါတယ် Sanrio ဆိုတာတော့လူတိုင်းသိရဲ့ Hello Kitty တို့ Cinnamon Roll တို့ Kurumi တို့ထုတ်တဲ့ company ဖြစ်ပါတယ်လာဘူဘူ series အသစ်မှာဘယ်လို character တွေပါလဲဆိုရင်တော့ဒီပန်းရောင်လေးကတော့ My Melody ပါဒီဂျင်းဝမ်းဆက်လေးနဲ့ချစ်ဖို့ကောင်းနေရတော့ Cinnamon Roll character ပါဒီ series ထဲမှာကင်မကြိုက်ဆုံးရုပ်လို့လည်းပြောလို့ရမယ်နောက်တစ်ခုကတော့ခေါင်းဝင်ခင်းရောင်လေးနဲ့ကတော့ Kurumi ပဲဖြစ်ပါတယ်နောက်ထပ် character လေးကတော့ပေါင်ပေါင်ပူရင်း character ပဲဖြစ်ပါတယ်ပေါင်ပေါင်ပူရင်းဆိုတဲ့ character လေးကတော့သူက Golden Retriever ကိုအခြေခံပြီးဖြစ်လာတာပါဒီအင်ကြီးပန်းရောင်နဲ့လလာဘူကတော့ Pochaco လို့ခေါ်တဲ့ Sanrio ရဲ့ခွေးဖြူ character လေးဖြစ်ပါတယ်နောက်ထပ်တစ်ရုပ်ကတော့ Sanrio ရဲ့နာမည်ကြီး Hello Kitty character လာဘူဘူပဲဖြစ်ပါတယ်ဒီ series ရဲ့ secret အရုပ်ကတော့ classic Hello Kitty ပဲဖြစ်ပါတယ် classic Hello Kitty ကတော့အပြင်မှာပြမထားဘူးပေါ့နော်ဒီရုပ်လေးပါ website မှာကြည့်လို့ရပါတယ် new release မှာပါလာတဲ့နောက်တစ်ယောက်ကတော့ဒီ 400% size ဖြစ်တဲ့ Hello Kitty လာဘူဘူရုပ်ပဲဖြစ်ပါတယ်ဒီလာဘူဘူ series အသစ်ဖြစ်တဲ့ The Monsters and Sanrio Character Series တွေကတော့ match 15ရက်နေ့မှာတော့ on story မှာ drop လုပ်သွားမှာဖြစ်ပါတယ်ဒီလာဘူဘူ series အသစ်ကလည်းပုံမှန်လိုပဲ flash drive ကို blind box နဲ့လာမှာဖြစ်တဲ့အတွက်ဝယ်တဲ့အခါကျရင်ဘယ် character ရမလဲဆိုတာတော့ရင်ခုန်စရာပါပဲပုံမှန်ကိုရောက်တော့10နှစ်ပြည့်တုန်းကထွက်ထားတဲ့ collection လေးတွေလည်းရိုက်လာခဲ့ပါတယ်ဒီ mega လာဘူဘူရုပ်ကတော့လာဘူဘူတွေကိုဖန်တီးတဲ့သူဖြစ်တဲ့ Kaizen Lan ရဲ့လက်ရင်းနဲ့ကိုယ်တိုင်ဆွဲထားတဲ့ဟန်ပုံစံဖြစ်ပါတယ်ဒီ10နှစ်ပြည့်တုန်းကထုတ်သွားတဲ့လာဘူဘူ collection တွေထဲမှာဆိုရင်လာဘူဘူ The Monster Series ကိုမှဖျောင်းနိုင်ထုံးလို့ရတဲ့ဒီလို figure ရုပ်လေးတွေပါတယ်ပြီးတော့ The Monster figure ရုပ်သေးလေးတွေပါတဲ့ keychain လေးတွေနောက်ထပ်ဖုန်းတို့အိတ်တို့မှာချိတ်လို့ရတယ်ဒီလိုကြိုးနဲ့ keychain လေးတွေလည်းထုတ်သွားပါတယ်ခင်ဗျားတော့ဒီကြိုးနဲ့ keychain လေးတွေကိုသဘောကျမိတယ်သူ့ရဲ့အယောင်ဆက်ထားပုံလေးတွေကချစ်စရာကောင်းတယ်ပေါ့နော်ကြိုးနဲ့ keychain လေးတွေကတစ်ခုမှဘတ်380ပါပဲပြီးတော့လာဘူဘူ Monster Series character တွေနဲ့ဒီလိုအသုံးဆောင်ပစ္စည်းတွေလည်းထုတ်သွားပါသေးတယ်နောက်တစ်ခုပြင်ပြချင်တာလေးကတော့အခုတလုံးမှာနာမည်အရန်ကြီးပြီးအရန် trend ဖြစ်နေတာကြောင့် Pop Story မှာပြန်ပြီးတော့ restock လုပ်ထားရတဲ့လာဘူဘူနဲ့ One Piece collaboration series တွေဖြစ်ပါတယ်လာဘူဘူရုပ်တွေကတကယ်တော့လွန်ခဲ့တဲ့10နှစ်ကတည်းကရှိခဲ့တာပါဒါပေမဲ့2023ကျမှ Blackpink ရဲ့လီစာကြောင့်ဈေးကွက်ထဲမှာပေါက်သွားခဲ့တာဖြစ်ပါတယ်ကမ္ဘာတစ်ဝန်းမှာနာမည်ကြီးနေတဲ့ idol တယောက်ကသူ့ရဲ့အိတ်တွေမှာလာဘူဘူရုပ်ချိတ်ပြလိုက်တဲ့အခါမှာတော့လာဘူဘူရုပ်တွေရဲ့သပိုင်းကြောင်းလှသွားခဲ့ပါတော့တယ်အဲ့ချိန်မှာတော့အပေါက်ခဲ့ဆုံး series ကတော့2023ကထုတ်တဲ့ Exciting Macron series ပဲဖြစ်ပါတယ်လာဘူဘူကြကြတဲ့သူတွေဆိုရင်တော့အခုသစ်ထွက်မဲ့ The Monsters and Sanrio Character Series ကဝယ်သင့်ပါတယ် match 12ရက်နေ့တုန်းက online release လုပ်ထားခဲ့ပြီးတော့ match 15ရက်နေ့မှာတော့ on store တွေမှာ drop လုပ်မှာဖြစ်ပါတယ်850ပဲပေးရတဲ့တရုပ်ကို online resale တွေမှာဘတ်2000ထိရောင်းနေတာတွေ့ရပါတယ်အနက်ပြန်ဆိုရင်တော့ပေါ်မဆိုင်ရှိမှာလူအတန်းရှည်ကြီးကိုတွေ့ရတော့မှာပါလာဘူဘူရုပ်တွေကိုရဖို့အတွက်အကြာကြီးတန်းစီပြီးဝယ်ခဲ့ဘူးရဆိုရင်လည်း experience လေးကို comment မှာ share ပေးပါဦး Thank you for watching bye bye